အားလုံးပဲမင်္ဂလာပါကျွန်တော် channel ကလေကျန်တဲ့ကြိုးဆိုလို့ပါတယ်ဒါပေမဲ့ကြည့်ရတဲ့လူတွေကတော့ subscribe မလုပ်ပြီးတဲ့လူတွေပေါ့နော်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ခဲ့ပေးကြပါလို့ကျွန်တော်မှာအရင်တော့အကောက်ဆုံး subscribe 14တောင်ရှိတယ်အခုမရှိတော့ဘူးကြာကျွန်တော် subscribe လုပ်ပေးကြမလား brother တွေကငါ brother subscribe လုပ်ပေးကြပါဦးကဲဒီမှာကြည့်ကျွန်တော်မော့အစ်စ်ထည့်တာတဲ့ရှူလိုက်တော့အရင်လိုမဟုတ်တော့ဘူးလေဟောရှင်းပါလေတိုက်ကုန်မဒီမီးတိုင်တွေကစားအဲ့ဒါရှုကျွန်တော်နေတာရဲ့တဲ့မောင်နေတာတော့တဲ့ပါပြီတဲ့အန်ရဲ့နောက်ဆုံးမော့ထည့်တာပါဒါပေမဲ့တဲ့အန်တော့ကျွန်တော်တွားကြည့်ပြီးသွားတယ်နည်းနည်းမလောက်မဒီမိုးရီလေးစင်တကယ်ဒီတိုင်းပဲကြာတာကျွန်တော်စပီးကဟို Minecraft အစ်စ်ပါတာထည့်ပြီးသွားပြီအဲ့ဒါမော့မဟုတ်ပါဘူးအစ်ပါလာရမှာကျွန်တော်တင်ထောင်းပြီးတင်ထည့်လိုက်တာပါအခုဒီမှာကျွန်တော်တရားရတဲ့ဒီဖျားเจ้าကြီးရပေါ့နော်ဟောကျွန်တော်တရားရတဲ့ဒီဖျားเจ้าကြီးရကျွန်တော်ဟိုတနေ့ကဟိုပေါ့ဆော့ခဲ့တယ်ပေါ့ဗျာဒါပေမဲ့ဟိုဖျားเจ้าကြီးမပြီးသေးလို့ဆိုပြီးကျွန်တော်နားလိုက်ရသေးတယ်နောက်ပြီးတော့ကျွန်တော်မနေ့ကလည်းနည်းနည်းလေးပဲခဏအားတော့အချိန်လေးယူပြီးတော့ဒီဖျားเจ้าလေးဒီနယ်လေးပြီးအောင်ဆော့လိုက်ပါတယ်ညဘက်လုံးတညမအိပ်အောင်လဲစောက်ထားလို့ပါကျွန်တော်တယောက်တည်းနဲ့ပဲဆော့ရတာဟိုဒီမှာကျွန်တော်မော့လေးတဲ့နောက်တစ်ခါတော့ကျွန်တော်တော့ဟာတာအနေနဲ့ဒီမှာဟာတာအနေနဲ့ဒီလိုပါလို့အစတော့ကဒီလိုမရှိဘူးဘာလို့ဒီလိုမျိုးထဲလိုက်ရတာလဲဆိုတော့ကျွန်တော်ဟာတာအနေနဲ့ပြောပြပါမယ်ဘာလို့လဲဆိုတော့ကျွန်တော်ကဟိုဒီနားလေးမှာမှကျွန်တော်ပြလာတဲ့ဒီနားလေးမှာဒီနားလေးမှာဟိုပေါ်ထီပေါ့ဒီမှာက TNT ထားပြီးငလေးလှုပ်ပြီးဆိုပြီးအဲ့လိုမျိုးဒီလေလှုပ်တယ်အဲ့ဒါကိုကျွန်တော်ဟိုပြက်ပြီးသွားလို့ပြန်ပြီးတိဆောက်ထားတာပဲတိဆောက်ထားတာဒါပေမဲ့အနောက်ကဟာမပြီးသေးတဲ့ချိန်မှာငလေးကြီးကလှုပ်သွားနေရတော့နည်းနည်းမှားနေတယ်လားညောင်ပြင်းရကွာခင်ဗျားပြောရဲ့အနောက်ဘက်မှာရှိရမှာသူကအရှိဘက်လည်းရှိတယ်ညဖားလေးဖောင်းနေမှာဒါရောဦးကြောင်းအရင်တော့တသေးလေးရောဦးကြောင်းရဲ့တသေးလေးဒါကျတော့ဘာလို့ထားရလဲဆိုတော့ကျွန်တော်တခါဟိုဟာလေးဟိုကောင်းလေးဖိလီဂျာတွေတိုက်ခိုက်တာနံပါတ်1ပေါ့နော်1ပိုရှင်တောက်လိုက်တာပါတောက်ရင်လည်းအမှကျွန်တော်တိုက်ခိုက်တာရွာတွေရသားတွေကလည်းအမှဟိုရသားတွေကလည်းမီးပုံနေလို့ကျွန်တော်ကလည်းလို့မင်းကတော့ဒီမှာကျွန်တော်တီးနေတိုင်းကျွန်တော်ငယ်တော့တီးနေတဲ့အတိုင်းပဲတူတယ်တိလားငယ်တော့အဲ့တိုင်းပဲတီးတာနောက်ပြီးဒီလို TV ကောင်းကလည်းအရင်ကကျွန်တော်ထဲမှာရှိတယ်ခုပြောက်သွားပြီဒါပေမဲ့ကျွန်တော် favorite ပြီးမတရားသေးပါဘူးကျွန်တော်အရင်ကမြင့်နေလေးလို့ကျွန်တော်တမန်ကြီးပြီးအဲ့လာဒီကျွန်တော်ရဲ့အုတ်ထုပ်ပါပေါ့နော်ကျွန်တော်တို့အခုနတွေ့လိုက်တယ်မယ်စကယ်လီတန်ပါပေါ့နော်အဲ့ဒီအုတ်ထုပ်ကဒီလိုအုတ်ထုပ်မျိုးပါအဲ့ဒါစုဝေါရတာဒီတစ်ခုမိုးကြိုးလေးငါကောင်းမမိုးကြိုးလေးကျွန်တော်တငယ်ချင်းတို့နဲ့ချိန်ဆောလို့မရဘူးအဲ့ဒါဘယ်လိုလုပ်ရတာလဲတော့တခြားဝေါ်တွေထဲမှာပေါ့တော့ကျွန်တော်တငယ်ချင်းနဲ့ချင်းဆော့သေးတယ်ဒါပေမဲ့ဟိုကျွန်တော်မနေ့ကဖြစ်တယ်တနေ့ကပေါ့ကျွန်တော်ဟိုဖះချမ်းဆိုင်ဆိုတာလေအဲ့ဒါညပတ်လာဖိနေလေတီးတော့တရားအဲ့ချိန်ဟိုစနေနေ့ပေါ့နော်စနေနေ့ကျွန်တော်တငယ်ချင်းရရှိတယ်ဒါပေမဲ့ကျွန်တော်တငယ်ချင်းကဟိုကျွန်တော်တခါဆော့တော့ကလေရွာသားအိမ်ထဲလေးမှတ်မိသေးတယ်မလားအဲ့ရွာသားဟိုအိမ်လေးကွာအိုးလိမ္မော်ရောင်လေးနဲ့လေအဲ့ဝေါ်လေးဝေါ်တောင်ထိကုန်ပြီပါလေငါလည်းစကားတင်နေတယ်ကွာအဲ့ဖားစင်းလေးကျွန်တော်တခါဆော့သေးတယ်လေဟုတ်တယ်အဲ့ဖားစင်းနဲ့မှာပေါ့ကျွန်တော်ကတောင်းပြီးတော့ဟိုဆော့တာပေါ့နော်ဒါပေမဲ့ကျွန်တော်တကယ်ချင်းကွာသူကလည်းဒီလိုစပီးယားကန်ပါတော့တိုက်လို့ဆိုပြီးထည့်ချလိုက်တယ်ကွာဒါပေမဲ့ဘလို့လုံးလည်းစားတရားတွေကနေလောက်လည်းမရလို့အဲ့ဒါတက်နေသူ့ရဲ့စားတရားအဲ့ဒါကြောင့်မို့ကျွန်တော်ကအဲ့ဒါ
ကျွန်တော်ရဲ့အကိုဖြစ်သူဘရာသာကြီးကိုသွားပြီးထောင်းခိုင်းတယ်ဒါပေမဲ့ဘရာသာကြီးကိုရန်ကျေးဇူးတင်ရလဲဘာလဲဆိုတော့စပီယာအဖန်ပါတဲ့ဟာယူဒေါင်းပေးလိုက်တာဒါပေမဲ့ကျွန်တော်တကယ်ချင်းလိုချင်တာကြတော့ဗျာဟိုကျွန်တော်တကယ်ချင်းရဲ့အကိုလိုမျိုးပေါ့အကိုသူကျွန်တော်တို့တို့ပဲကျွန်တော်နဲ့သူနဲ့လည်းတကယ်ချင်းပါအတူတူပဲညီကိုတွေပေါ့သူကအမဝါသူ့တောင်းခိုင်းတာပေါ့ဒါပေမဲ့မရလို့ဆိုပြီးတော့သူကလည်းအမမတောင်းတော့ပဲနဲ့ဒီတိုင်းနဲ့ပဲနေလိုက်တာအမနဲ့အဲ့လိုမျိုးတွေဖြစ်လာပေါ့ကျွန်တော်ရဲ့ညီကိုတော့ကျေးဇူးတင်ရတယ်အဲ့ဒါကျွန်တော်ညီပေါ့နော်ဟဲ့လေမကြီးစူပါမန်ပြန်ကွက်တွေတဲ့လားတီစူပါမန်ပြန်ကွက်တွေဝေါဒီမှာပေါ့နော်ကျွန်တော်တို့ရွာရဲ့သူရဲကောင်းတော်တွေဆုံးပါသွားတဲ့လူတွေပါနာမည်တော့မေးတော့နာမည်ကမသိရွာသားတွေပဲသူတို့နေအောင်ကျွန်တော်တက်ခဲလိုက်တာကျွန်တော်တက်လိုက်တာဒီမှာပေါ့ဒီမှာလာရှုပ်လို့ဆိုပြီးဇေယျလာရှုပ်လို့ဆိုပြီးတက်ချလိုက်တာဒီနားလေးမှာတေဆုံးသွားအိုးမသိရင်မိုးတွေကတကယ်ဒီအမှရွာနေကြတိုင်းပဲကဲမိုးတိတ်အောင်လုပ်မယ်ကွာမိုးမင်းကြီးမိုးတိတ်စမ်းတီအဲလေတိတ်ဝိုင်းရေလေးရကြံခဲ့တယ်ဝေါအိုးမိုက်သားပဲနော်ရေလေးတွေစာကြံခဲ့တာလေးတွေတို့နေပူဝင်းနဲ့6ကောက်6သွားတာတို့အရင်မိုက်တာပဲဒီမော့ဝေါရွာသားတွေကပုံမှန်တိုင်းပဲကျွန်တော်ဒီရွာသားတွေရဲ့မော့ကိုမထည့်တတ်လို့ဒီမှာဖီလီဂျာတွေရဲ့သူတို့ရဲ့သူတို့တက်စီတဲ့ဟိုကောင်လေးအကောင်ဘာလဲမသိဘူးအကောင်တအားကျွန်တော်လာပြီးတော့ဟိုလိုလာလို့တော့ဟိုလိုမျိုးလာလို့တော့အမတစ်ပင်နေကဒီလိုမျိုးထည့်သွားတာဒါပေမဲ့ကျွန်တော်လွတ်တာမဟုတ်တစ်ပင်နေကအဲ့လိုထည့်တာရွာသားတွေအောင်မင်းငါတို့လည်းမလျှောက်တတ်ဘူးလားကိကောင်လေးဆူတောင်းတီးတဲ့အတိုင်းဆူတောင်းတီးဖះเจ้าဒီနားမှာလေဒီညောင်ပင်ကတက်တန်းတော်ကြာလာနေပြီနောက်တာအတူတူစောင့်ကြတက်တန်းမကြသေးပါဘူးကူးမှာပဲစဆော့တာပါနွေရီတောင်ဒီနားမှာတည်နေပြီညံလိုက်လားနှစ်ရှည်ပင်ဟာဟျောင်းနေဟိုးကောင်းနေဘာတွေလုပ်နေကြလဲအဲ့ဒီမှာမင်းတို့ကသွေးရဆုံးနေပြီလာခဲ့ရနွားသွားမင်းကထွက်ဒီနေတယ် fuck you မင်းကလာတယ်မရဲ့မုံလေးတွေကထွက်ဒီတော့မယ်ဟာလာခဲ့ဒီနွားရောမရဆုံးမရဒီရတိုင်းနေရောပဲဒါကမင်းငါတစ်တန်ပေးရမယ်မမရဲ့မောင်လေးလေကျိုးတဲ့ဝါတော့မှပေးတော့မှမင်းဒီမှာအိမ်ခေါင်မိုးနဲ့တိုက်တီတုံးဝါတီရှုံမမမောင်လေးကောင်းနာဝိုင်းငါမေနှုတ်ဆက်ပါတယ်ကွာမင်းကအညခေါ်ပေးရတာဗောနွားကြီးရဲ့အညခေါ်ပေးရတယ်အညယူရမှုကြပါကုန်းတော့ဟောနွားကြီးဟာနွားဆက်ခလိုက်တာဝါပါပါကျွန်တော်ဒီကလေးတော့ပေးမှာမဟုတ်ဘူးလာလိုက်တော့မသိဘူးငါမင်းခေါ်မယ်လားမင်းရဲ့နောက်ဆုံးချိန်ပဲမင်းဒီတောင်တန်းပေါ်မှာချမယ်အညနောင်ဘွားကြရင်ယူဖီလီဂျာနော်ဘာမှလည်းစကားမဆုံးသေးဘူးဝိုင်းဟွန်းတွေ့လိုက်ရောမြို့တငယ်ကြီးတေသွားရော
ငါဘာလုံးနေကြတော့ what the fuck fuck you ဘာနေလုံးနေကြတာလဲဟုတ်လေအတိတရားဘာတွေတော့မဘာတွေတော့နှကောင်ပူးနေတယ်ဝေါထူးဆန်းလိုက်လားနှကောင်ပတ်ဘူးကောင်းနှကောင်ပါလာတယ်ဟေးဒီမှာရွာမှာထူးဆန်းနေနွားကြီးတွေပေါ့နော်ကဲနွားတွေထွက်မသိအောင်ကျိုးနဲ့တုတ်ထားမှာလေမမရဲ့မောင်လေးတွေကဒီလိုပဲအေးလာကြလာဩငါပါထန်နေရောက်ဩဒီလိုမှာပါလေကြီးလို့မရအောင်အမပဲညီနေဘာမှမ